Eva. Sugar cane is tall, green plant that grows in warm and rainy places. Shimao, baby. But Shimao. sugar cane က sugar cane ဆိုတာပါလေညီမတို့ပြောမယ် sugar cane ကပါလေကြံကဘယ်လိုဖြစ်လဲရှင်ရဲ့အမျိုးအစားဟုတ်တယ်အစိမ်းရောင်အမျိုးအစားလည်းရှိတယ်ဟုတ်တယ်အစိမ်းရောင်အပင်မျိုးစားเนาะအစိမ်းရောင်အပင်မျိုးစားအပင်အမြင့်မျိုးစားအဲ့လိုပြောရအောင်เนาะအစိမ်းရောင်ရှိတဲ့အပင်မျိုးစားအပင်မြင့်အမျိုးအစားပြီးတော့ကြီးထွားတယ်ဟုတ်တယ်ဘယ်မှာကြီးထွားတာလဲနွေးနွေးထွေးထွေးနဲ့မိုးရွာတဲ့နေရာမိုးရွာသွန်းပြီးတော့နှွေးထွေးတဲ့နေရာမျိုးမှာသူတို့ကကြီးထွားတယ်ဟုတ်တယ်မိုးလဲရွာရမယ်မိုးကရွာရမယ်ဆိုအရင်ဆွဆွနေလို့လည်းမရပြန်เนาะသူကနှွေးနှွေးထွေးထွေးနဲ့မိုးရွာတဲ့ဒေသတွေမှာသူတို့ကဘာဖြစ်တယ်ကြီးထွားတယ်ကဲဆက်ပြောမယ် it looks like bamboo and has a sweet juice inside itဟုတ်တယ်ဗါလဲ stalks ကဲရှင်းမအောင် it look like bamboo ရှင်းမအောင်သူကဝါးပင်နဲ့တူတယ်ဟုတ်တယ်ဝါးပင်နဲ့တူတယ်ပြီးတော့သူ့ရဲ့ပင်စီထဲမှာချိုတဲ့အရည်တွေပါတယ်ဟုတ်ပါတယ်ချိုတဲ့အရည်တွေပါပါတယ်ပြီးတော့ရှင်းမအောင် Farmers cut the skins and stalks လေစထအောက stalks လေ farmers and send them to factory ဟုတ်တယ် factories where machines ဟုတ်တယ် machines ကဘာလို့လဲတဲ့ squeeze ဟုတ်တယ် squeeze လုပ်တယ် out the juice ဟုတ်တယ်အဲ့ pipe လို့ရှင်းမအောင်လေသမားတွေကကြံပေကိုဖြတ်တယ်ဂျမနီဖြတ်ပြီးတော့ဘယ်ကိုပို့လဲတဲ့လူကစက်ရုံတွေပို့တယ်ဟုတ်တယ်စက်ရုံတွေပို့တယ်ပြီးတော့ဘာလုပ်လဲစက်ရုံတွေပို့ဘာလုပ်လဲအဲ့စက်ရုံကဆက်ကကြံပေကိုညှစ်ထလိုက်တယ်ဟုတ်ပါတယ်ဂျမနီညှစ်လိုက်တော့ဘာရလဲဖြော်ရည်ရပါတယ်ကြံဟုတ်တယ်ဖြော်ရည်ရတယ်အဲ့ဖြော်ရည်ကိုဘာချေတော့ဘာလုပ်လဲဆက်ပြောရအောင် this juice is boiled to make sugar which is used in tea, cakes and many other foods. ဟုတ်ပါတယ်ကဲအဲ့ဒါလေးရှင်းပါအောင်တစ်ဖြတ်အဲ့ဖြော်ရည်ကဟုတ်တယ်ကြိုလိုက်တယ်အဲ့ဖြော်ရည်ကိုကြိုလိုက်ကြတယ်ကြိုလိုက်ပြီးတော့ဘာထွက်လာလဲတဲ့လေ sugar ဟုတ်တယ်ကြိုပြီးတော့ဒီချေတို့က step တွေအဆင့်ဖြတ်တန်းပြီးတဲ့အချိန်မှာ sugar ထွက်လာတယ်အဲ့ sugar ကိုချေတို့ကဘယ်မှာသုံးလဲချင်းလက်ဖက်ရည်မှာလည်းသုံးတယ်ဟုတ်တယ်လက်ဖက်ရည်မှာသုံးတယ်ပြီးတော့ကိတ်မှာလည်းကိတ်တွေမှာသုံးတယ်ကိတ်မဖုတ်တဲ့နေရာလက်ဖက်ရည်ထုတ်တဲ့နေရာလက်ဖက်ရည်ထဲသုံးတယ်ပြီးတော့စားစာများစုမှာလည်းသုံးပါတယ်ဟုတ်ပါတယ်စားစာများစုမှာလည်းသုံးကြတယ်ပြီးတော့ sugar cane is also used to make juice drinks that are enjoyed fresh in many countries အဲ့ဒါလေးရှင်းပေးပါဦးအဲ့ဒါလေးဖြတ်ပြီးရှင်းလိုက်ပါဦးဗါလဲလေချေတိတ်လေရအဲ့ဖြော်ရည်ကိုတောက်ကြတယ်ဟုတ်တယ်ဘယ်လိုမျိုးတောက်တာလဲတဲ့အဲ့လိုမျိုးတောက်ကြတယ် fresh ဟုတ်တယ် fresh တော့ဗါဖြစ်တယ် fresh ဆိုတဲ့ဒိတ်ပဲဗါလဲတဲ့ fresh ဆိုတဲ့ဒိတ်ပဲနော် fresh လက်ဆက် fresh လက်ဆက်ကြံရည်ကိုဒီတိုင်းလက်ဆက်တောက်ကြတယ်နော်ဘယ်ဒီမှာတောက်ကြတာလဲပြောပြပါဦး in many countries ဟုတ်တယ် in many countries ဆိုတဲ့အဓိပ္ပာယ်လေးရှင်းပါအောင်ဗါလဲလေတခြားနိုင်ငံဟုတ်တယ် in many country နိုင်ငံအများကြီးမှာကြံရည်ကိုဒီတိုင်းသူကတောက်ကြတယ်ဟဲ့လား okay ဆက်ပြောမယ်နောက်တစ်ကြောင်းဆက်ပြောပါဦး it is
တယ် it is a source of of quick ဟုတ်ပါတယ် energy ဟုတ်တယ် it's a source of quick energy အဲ့ဒါလေးရှင်းပါအောင် သူကမြန်မြန်လုံးတယ် မြန်ပါရတယ်သူကမြန်ပါရတယ် energy ဟုတ်တယ်မြန်ရစေတယ် energy ရစေတယ်ဟုတ်တယ် because it because it contains contain natural sugar contains ဆိုတာဘာလေးပဲတဲ့ contains ဆိုတဲ့ပဲက တဘာဝ ပါဝင်တယ်ဟုတ်တယ် contain ဆိုတဲ့အတိတ်ပဲကပါဝင်တာဘာတွေပါဝင်တာလဲချစ်ဘာတွေပါဝင်တာသူက natural sugar natural sugar ဆိုတဲ့အတိတ်ပဲက တဘာဝတရား ဟုတ်တယ်သဘာဝတရားဓာတ်တွေပါဝင်နေလို့သူကဘာဖြစ်လဲ quick energy စွမ်းအင်တွေကိုလျင်မြန်စွာရရှိစေသဘောကတော့ဒီချေတို့တွေရေတက်လို့မယ်အချိုတက်လို့မယ်အဲ့လိုမျိုးတွေအချိန်မှာအဲ့ဒီကြံကိုဘာဖြစ်တယ်ဒီအစိမ့်လိုက်စားတာပဲဖြစ်ဖြစ်နော်အရှင်ညှစ်ပြီးတောက်လိုက်တာပဲဖြစ်ဒီချေတို့ကဘာဖြစ်လဲလိုအပ်နေတဲ့တီချေတို့ခန္ဓာကိုယ်မှာလိုအပ်နေတဲ့အချိုတက်တွေကိုလျင်မြန်စွာရရှိနိုင်တဲ့ပင်မ source ဖြစ်တယ်လို့ဆိုတာ Okay နောက်ဆုံးတစ်ကြောင်းလေးရှင်းလိုက်ပါဦး millions of people depend on sugarcane sugar cane ဗါလဲ farming for food and for their jobs in factories ဗါလဲဒီပြာ လူသားပေါင်းများစွာက ဟုတ်တယ်လူတမောင်များစွာက sugarcane ကိုလိုက်နေတယ် sugar cane ကိုလိုက်တယ် sugar cane ကိုလိုက်နေမဟုတ်ဘူးလေ depend ဆိုတာဗါလဲတဲ့ depend က depend ဆိုတဲ့ပြာပါလဲမီ မိခိုရာ မိခိုတာ sugar cane စိုက်ပျိုးခြင်းကိုလူတန်းပေါင်းများစွာကမိခိုနေတယ်။ဘာဖြစ်လို့လဲ။အဲကြောင့်ဆိုတော့ဘာဖြစ်လို့မိခိုတာလဲချစ်သူက လူကအလုပ်လည်းရတယ်စားတာလည်းရတယ် ဟုတ်တယ်မှန်ပါတယ်။သူကသူ့ကိုစိုက်ပျိုးခြင်းကအလုပ်ကိုင်တွေလည်းဖွင့်လန်းနေလည်းဖွင့်လန်းနေပြီးတော့အစားတောက်တွေလည်းရရှိတယ်။ဒါကြောင့်မို့လို့ဒီချေတို့ကဘသူတွေကမိခိုနေရတဲ့လေ လူတွေက လူတွေဘယ်လောက်များလဲဒီက တန်ပါ ဟုတ်တယ်လူတန်းပေါင်းများစွာကမိခိုနေပါတယ်ရမှာချစ်ကဲ thank you ပါမေမေ thank you ပါ